လိုင်းလီရွှေဆိုင်လိုအစင်တဲမခွဲဘဲနဲ့တွင်းရစတူဒီတာမှာဝင်စားတဲ့ဇွဲထဲရွှေဆိုင်မိသားစုနေမြညာပြောင်းနေအရာအလုံးမတိမဲအကြောင်းယခုဖြစ်ပျက်သွားတဲ့ငလင်ဘေးကနေလူအများကတန်ဝင်ကားရှာနေပြီးဖြစ်ပါတယ်။ရှိရသူလည်းတခဏလေးနဲ့လမ်းဘေးလျှောက်ကအလူရှင်လာမှထမင်းစားတဲ့ဘဝဖြစ်သွားကြသလိုမရှိရသူတွေကလည်းရွှေတို့ကောက်ရရင်ဘဝပြေလေသွားကြတဲ့သူတွေလည်းရှိပါတယ်။အခုလိုမျိုးပြောင်းလဲမြန်တဲ့ခေတ်ကြီးမှာစိတ်ကောင်းစေတနာချပြီးတော့လူချစ်ချစ်မြတ်တာမျှဝေကကုညီပံ့ပိုးသွားကြမှာပဲဖြစ်ပါတယ်။ငလင်ဘွေးတွေနဲ့တည်င်းထဲမှာအလက်တလုံးနမဲကြီးတဲ့ဇဲတဲ့စင်ရွှေနာဆိုင်တတိမိသားစုကတော့လူတွေရဲ့ချီကျိုးခြင်းကိုခံနေရတာပဲဖြစ်ပါတယ်။ဇဲတဲ့ရွှေဆိုင်ကတော့မြန်မာပြည်မှာနာမည်ကြီးတဲ့ရွှေဆိုင်တွေကတခုဖြစ်ပါတယ်။အနုပညာရှင်ပေါင်းများစွာနဲ့ဆယ်လီပေါင်းများစွာကိုမြေတော်မြောက်ကအလုပ်တူတွဲလုပ်နေတဲ့ရွှေဆိုင်တစ်ခုဖြစ်ပြီးမြန်မာပြည်နဲ့ဆိုင်ခွဲပေါင်းများစွာနဲ့ပိုင်ဆိုင်မှုများစွာရှိတဲ့ရွှေဆိုင်လုပ်ငန်းကြီးဖြစ်ပါတယ်။အခုလိုမျိုးကွန်ရက်ကြီးတစ်ခုနဲ့ကြီးကြီးတဲ့ချမ်းသာတဲ့ရွှေဆိုင်မိသားစုကြီးကိုလူတွေကကိန်းကြီးခန်းကြီးနိုင်မယ်လို့ထင်ခဲ့ကြတာဖြစ်ပါတယ်။ပိုင်ရှင်ဖြစ်သူကလည်းဘယ်တော့မှလူပုံလေးမှာတေချာမထွက်ပြခဲ့တဲ့အတွက်ဟိတ်ဟန်နဲ့ပါဝါကြီးတဲ့သူတွေဖြစ်မယ်လို့ထင်ခဲ့ကြတာပဲဖြစ်ပါတယ်။ဒါပေမဲ့အမှန်တကယ်လက်တွေ့မှာတော့ဇွဲတဲ့ရွှေဆိုင်ရဲ့ပိုင်ရှင်ဟာအများထင်သလိုလူရင်းစားခွဲခြားတဲ့သူမဟုတ်ပါဘူး။ငလင်ဘေးတွေကိုယ်တိုင်ကိုကြလူတန်းမှုတွေပြုလုပ်ပြီးတွေ့ရစတူဒီတာလူမှာကျုံတလို့ဝင်စားတဲ့အထိရိုးရိုးစစ်စင်းသာနေကြတဲ့သူတွေဖြစ်ပါတယ်။စတူဒီတာဆိုတာကလူတန်းစားပေါင်းစုံနဲ့အလွှာပေါင်းစုံလူမျိုးပေါင်းစုံကလူတွေဝင်ရောက်စားတောက်ကြတဲ့နေရာဖြစ်ပါတယ်။ဇွဲတဲ့တို့လိုတထေးတွေအတွက်မဲဆက်တဲ့နေရာဖြစ်တယ်လို့ပြောရင်ကြားလာတစ်မျိုးဖြစ်လောက်ပေမဲ့တကယ်လေသူတို့လိုတထေးတွေကဝင်စားတာမရှိသလောက်နေပါတယ်။ဒါကြောင့်လူသားချင်းစာနာပြီးတော့အလူတွေပြုတ်လောက်ခါလူချစ်ချင်းမခွဲခြားဘဲနဲ့အားလုံးနဲ့တန်းတူစတူဒီတာဝင်စားတဲ့အတွက်လူတွေကဝမ်းသာပြီးတော့ချီကျူးစကားတွေဆိုနေကြတာပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့လမှာဖြစ်ပျက်ခဲ့တဲ့လိုင်းလီတထေးမိသားစုရဲ့စင်တန်ခွဲခြားပုံတွေနဲ့လည်းနှိုင်းယှဉ်ပြီးတော့ပြောဆိုနေကြပါသေးတယ်။ကိုဆိုင်တွေကြညာရိုက်ဖို့ငှားရမ်းထားတဲ့မင်းသားနဲ့မင်းသမီးကိုထမင်းတူစားဖို့ဖိတ်ကြွေးပေမဲ့လည်းမိသားစုတွေကတော့ရှေ့ပကံနဲ့စားကအခြားသူတွေကိုတော့တာမန်ပကံနဲ့ပဲစားတောက်ဖို့အတွက်အခန့်ကြတာပဲဖြစ်ပါတယ်။ဒါပြင်တရုတ်ဆောင်တွေဟာလည်းနေရရတွေမဟုတ်ဘဲနဲ့နေမဲ့ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတယ်နေထွန်းနဲ့စုပိသစင်တို့ပဲဖြစ်ပါတယ်။ထမင်းစွဲမှာအနေခက်လွန်းလို့ထမင်းတောင်မှမျိုးမကြတဲ့နေထွန်းရဲ့ပုံစံကြောင့်ဒီထမင်းဝိုင်းဟာဘလောက်ဒီအစင်တန်းခွဲခြားသလဲဆိုတာပရိသတ်တွေကသိခဲ့ကြတာပဲဖြစ်ပါတယ်။အခုမှနာမည်စားရခါစားဖြစ်ပေမဲ့လည်းစိတ်ထဲနဲ့ပြုမှုတွေကအစင်တန်းခွဲခြားတဲ့တွေလူအများရဲ့အမုန်းကိုခံနေရတာဖြစ်ပါတယ်။သူတို့တဲ့ချမ်းသာပြီးတော့ဆိုင်ခွဲပဲများစွာရှိတဲ့ဇက်တဲ့ဆင်ရွှေနာဆိုင်ကတော့ငကက်ပါချုပ်ကငလင်ဘေးတွေအားတက်တရောကိုညီပြီးတော့လူရင်းစားစုံတဲ့တူစတူဒီတာပါဝင်စားနေကြတာဖြစ်ပါတယ်။တတိချင်းတူတာတော့မကပဲနဲ့စီဝါရေးချင်းမှတူကြပေမဲ့စိတ်နေစိတ်သဘောထားမတူကြလို့လိုင်းလေးရွှေဆိုင်တဲ့ဇွဲတဲ့ရွှေဆိုင်ကိုပဲနောက်တစ်ချိန်မှာအားပေးဖို့တိုက်တွန်းနေတဲ့လူတို့အမြင်နဲ့ပတ်သက်ပြီးပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းကွန်မန့်မှာမျှဝေပေးခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီတဲ့နုပညာရှင်တွေရဲ့သတင်းနဲ့တူပြန်လာခဲ့ပါအောင်ရှင်။အားပေးနာဆင်ခဲ့ကြတဲ့